တခါတုန်းကသိပ္ပံပညာရှင်တယောက်ဟာကမ်းခြေမှာအပန်းဖြေနေတော့ထူးဆန်းတဲ့အုံသီးတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။သူဟာအဲ့ဒီအုံသီးကိုလှုပ်ကြည့်လိုက်တဲ့အခါမှာတော့အထက်ကနေထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။ဒီလိုနဲ့သိပ္ပံပညာရှင်ကြီးဟာအဲ့ဒီအုံသီးကိုသူ့ရဲ့သိပ္ပံစခန်းကိုယူဆောင်သွားပြီးနျူကလ িয়ার ဓာတ်ပေါင်းဖိုထဲမှာဓာတ်ပေါင်းမှုတွေပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။ပြီးတော့သိပ္ပံဓာတ်ခွဲခန်းထဲမှာအဲ့ဒီအုံသီးကိုဓာတ်ခွဲစမ်းသပ်မှုတွေလည်းမျိုးစုံပြုလုပ်ခဲ့ပါတယ်ခင်ဗျာသူဟာအဲ့ဒီအုံသီးကိုစမ်းသပ်မှုမျိုးစုံပြုလုပ်ခဲ့ပေမဲ့သူလိုချင်တဲ့အဖြေကိုမရရှိခဲ့တာကြောင့်အရန်ကိုစိတ်ပြေသွားခဲ့ပါတယ်ဒီလိုနဲ့သိပ္ပံပညာရှင်ကြီးဟာအဲ့ဒီအုံသီးတစ်လုံးအတွက်အရေးတွေပြက်အစားတွေပြက်ပြီးကျန်းမာရေးတွေထိခိုက်လာတာကြောင့်နောက်ဆုံးမှာကွယ်လွန်သွားခဲ့ပါတယ်ဒါပေမဲ့သူမကွယ်လွန်ခင်မှာနောင်လာနောက်သားတွေလေ့လာနိုင်အောင်အတွက်စာရဆောင်ရေးပြီးရှန်ထားခဲ့ပါတယ်အဲ့ဒီစာကဘာစာလဲဆိုတာပရိသတ်ကြီးစဉ်းစားမိရလားခင်ဗျာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်